ကျွန်တော်ငပြောဆိုင်တယ်ဆရာရဲ့ဖေးချမ်းမျိုးပေါ့အဲ့ဒီကောင်ကခေါင်းကွဲတဲ့ရောဖြစ်နေတယ်အဲ့တော့ဘာယောဂလဲပြီးတော့ trichoderma နဲ့ရောကုလို့ရတဲ့ဟာလားပေါ့နော်ကျွန်တော်သိချင်တယ်ဆရာအဲ့တော့ကျွန်တော်တို့ကဒီငပြောမှာဖြစ်တဲ့နော်ယောဂါက Panama disease လို့ခေါ်တဲ့မှုယောဂါတစ်မျိုးပေါ့နော်ကျွန်တော်အင်္ဂလိပ်လိုခေါ်မျိုးဆိုလို့ရှိရင်ဒီ Fusarium oxysporin အဲ့ဒါအောင်မှသူကအဆင့်၄ဆင့်အနေနဲ့တွေ့ရတယ်သူကငပြောပင်မှာစပြီးတော့ဒီခေါင်းခွဲယောဂါစပြီးတော့ဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအနှိမ်ဆုံးအဆင့်ပေါ့နော်အနှိမ်ဆုံးအဆင့်ကို level 1 2 3အမြင့်ဆုံးအဆင့်ဆိုရင် level 4လို့သတ်မှတ်ထားတယ်ဘယ်လိုမျိုးအနေထားနဲ့သိနိုင်လဲဆိုလို့ရှိရင် level 1မှာဆိုလို့ရှိရင်သူ့ရဲ့ဒီငပြောပင်ရဲ့ပထမဆုံးအောက်လက်ကလေးကပထမဆုံးညှို့ကြလာတယ်ဒါဆိုရင် level 1ပြီးရင်သူ့ရဲ့ခေါင်းပေါ့နော်ကျွန်တော်တို့ဒီအောက်ကခေါင်းကိုခွဲကြည့်လိုက်တဲ့အခါမှာသူ့ရဲ့အမဲရောင်လေးအငဲငယ်ပဲတွေ့ရသေးတယ်ဒါဆိုရင် level 1လို့သတ်မှတ်တယ်အဲ့ဒီမှာတင်စင်သူကဒီတစ်လက်ကနေနှစ်လက်ကြားလောက်ထိဖြစ်လာပြီးငပြောမှာဟိုအရွက်ကလေးညှို့ကျလာပြီဆိုလို့ရှိရင်ဒါဒီ level 2လို့သတ်မှတ်တယ်အဲ့ဒီမှာ level 3ရောက်လာပြီဆိုလို့ရှိရင်ပမာဏတော်တော်များများဒီခေါင်းကိုခွဲကြည့်တဲ့အခါမှာလုံးဝအညိုအောင်ပြောင်းသွားတယ်အဲ့ level 4အမြင့်ဆုံးပေါ့နော်အမြင့်ဆုံးဖြစ်လာပြီဆိုလို့ရှိရင်တော့တို့ဒီဒါအပြင်းထန်ဆုံးအဆင့်ငပြောကတဖြည်းဖြည်းနဲ့အပင်လိုက်ကိုဒေကြသွားတော့မျိုးဖြစ်နိုင်တယ်ဖြစ်ပြီးသွားပြီလို့ရှိရင်တို့ဒီတပင်နဲ့တွေမကဘူးသူ့ရဲ့တခင်းလုံးကိုအချိန်ပိုင်းဒီကျွန်တော်တို့ဒီရက်ပိုင်းလေးတွင်တခါတည်းပြန့်နှံ့နိုင်တယ်ပေါ့နော်အဲ့လိုပြန့်နှံ့ပြီးသွားတဲ့အခါမှာငပြောကြီးတခင်းလုံးကဆုံးရှုံးမှုတွေကိုတွေ့ရတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ trichoderma မှုနဲ့ပြန်ပြီးတော့ငပြောပင်စစိုက်ကလေးကဒီပြောပင်ကိုစိမ်ပြီးတော့ဒီငပြောဟွာပေါ့နော်ငပြောကောင်းကိုကျွန်တော်တို့ကဒီယူပြီးတဲ့အခါမှာ trichoderma တစ်ထုပ်ကိုရေ9လီတာနဲ့ဖြော်ထားမယ်ဖြော်ထားပြီးတဲ့အချိန်မှာခုနငပြောပြိုးပင်တွေကိုဒါမိနစ်20လောက်စိမ်ထားပြီးတော့မှစိုက်ပေးမယ်ဆိုလို့ရှိရင်ငပြောကောင်းခွဲယောဂါကိုကာကွယ်ပေးနိုင်တဲ့အစွမ်းကိုရရှိနိုင်ပါတယ်ဟုတ်ဆရာအဲ့ဆိုလို့ရှိရင်တမီးတို့လက်တွေ့လေးလုပ်ပြပြပါလားရှင်ဟုတ်ကဲ့ရပါတယ်ကျွန်တော်တို့ဒီမှာလက်တွေ့လေးတွေဆက်ပြီးတော့လေ့လာကြရအောင်နော်အဲ့ဒါလေးဆက်လုပ်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ trichoderma ပွားစာတုပ်ကနေပြီးတော့မှရေဖြော်ထားလိုက်မယ်ပေါ့နော်အဲ့ရေကိုကျွန်တော်တို့က trichoderma တစ်ထုပ်ကိုရေ9လီတာနဲ့ဖြော်ထားလိုက်ပြီးတော့မှငပြောပင်ပေါက်ကလေးတွေကိုစိတ်မယ်ပေါ့နော်အဲ့ဒါလေးကိုလက်တွေ့ပြပါမယ်ရေ9လီတာနဲ့ကျွန်တော်တို့ trichoderma တစ်ထုပ်ကိုထည့်ပြီးတော့ဖြော်ပါမယ်ကျွန်တော်တို့ဒီ trichoderma တစ်ထုပ်ကိုရေ9လီတာနဲ့နှံ့နေအောင်ဖြော်ပါမယ်ဖြော်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီငပြောပင်လေးတွေစိမ်ဖို့အတွက်စင်သင့်နေတာဖြစ်နေပြီပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီစင်သင့်ဖြော်ပြီးသားတဲ့ trichoderma အရေးတဲ့ကိုငပြောပြိုးပင်လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုစိမ်ပါမယ်မိနစ်20ကြာစိမ်ထားပါမယ်စိမ်ထားပြီးတဲ့မှာကျွန်တော်တို့ကဒီခင်းကိုစချပြီးတော့စိုက်တဲ့အခါမှာသူကငပြောရဲ့အပင်ပေါက်ကလေးကဒီ trichoderma လေးတွေပါဝင်သွားတဲ့အတွက်ကြောင့်မို့ပို့ပြီးတော့သူ့ရဲ့ဒီကာကွယ်ပေးနိုင်တဲ့စွမ်းလေးတွေပေါ့နော်ဒီ Panama disease ကိုကာကွယ်ပေးနိုင်တဲ့ပုံသက်တွေပါဝင်သွားတယ်ပေါ့ဒါဆိုလို့ရှိရင်ငပြောပင်တစ်ချောင်းလုံးရောငပြောကင်းတွေမှာရောကိုကာကွယ်ပေးနိုင်တဲ့အစွမ်းလေးတွေရပါမယ်အဲ့တော့ငပြောပင်လေးကျွန်တော်တို့ထိပ်ပြီးတော့စိမ်ထားပါမယ်နော်ဆရာဒီလိုငပြောပင်ကိုစိမ့်တာပေါ့နော်ဒီအဆင်ပြေသွားပြီလားဒါမှမဟုတ်ဟိုဆိုပေါ့ဘယ်နှမိနစ်လောက်ထပ်စိမ့်ရမလဲအဲ့ဒါဘယ်နှဘယ်လောက်ကြာစိမ့်ရမလဲပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ဒီလိုမျိုးမိနစ်20ပေါ့နော်ဒီပြိုးပင်လေးတွေကိုမိနစ်20စပြီးတော့စိမ်ပေးခြင်းအပြင်သူတို့ဒီငပြောရဲ့ပထမဆုံးတ िश ူးအလွှာမှာသူကကပ်ပြီးတော့ပါသွားပြီးတော့မှအသူ့ရဲ့အပင်သက်တစ်ချောင်းလုံးလည်းပဲပွားများပြီးတော့ပါသွားဆိုရင်အဆင်ပြေပါတယ်ဆရာဒီနည်းလေးနဲ့လေဟုတ်ကဲ့